မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Proxmox 3နေရတဲ့မှာကျွန်တော် Windows VM တွေလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင် ISO တွေ mount လုပ်တယ်ပြီးတော့ကျွန်တော်တို့ဒီ Windows ကို install လုပ်ပြီးတစ်ဆင့်ချင်းကျွန်တော် driver တွေတွင်းနေပေါ့နော်ကျွန်တော်တို့အခြေအနေအများကြီးကုန်တယ်ပေါ့နော်VM တစ်ခုနှစ်ခုပဲဆိုရင်တော့တိတ်မသိတာပဲမြဲကျွန်တော်တို့ VM တွေအများကြီးလိုလာတဲ့အချိန်တွေကြာလို့ရှိရင်လူတိုင်းကိုထပ်ခိုင်း install လုပ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ပြင်းစရာလည်းကောင်းတယ်ပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Windows VM ကိုတစ်ခါပဲ install လုပ်ပြီးတော့မှနောက်ပိုင်းကြာလို့ရှိရင်ကျွန်တော်တို့ VM တွေလိုအပ်ခဲ့လို့ရှိရင်ဘယ်လိုပြန်ပြီးတော့မှပွားယူလို့ရမလဲဆိုတော့ဒီ VM template လုပ်တဲ့နည်းလေးကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ဒီနည်းကိုတည်ထားတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ VM တွေကိုအချိန်တက်နဲ့အမှားရမရှိပဲကျွန်တော်တမတ်တဲ့ဖြစ်တဲ့ VM တွေကိုမိနစ်ပိုင်းတွေမှာကျွန်တော်တို့တည်ဆောက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ VM template လုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီ VM ထဲမှာကျွန်တော်လိုအပ်တဲ့ software တွေပါတွေdriver တွေတခါတည်းတွင်းထားလို့ရတယ်ပေါ့နော်အားလုံးအဆင်သင့်ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခုပြတဲ့ဒီတိုင်းကိုတစ်ဆင့်ချင်းလိုက်လုပ်သွားပြီးတော့မှကျွန်တော်တို့ template တွေနဲ့လုပ်ထားလို့ရပါတယ်နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ template ကို clone လုပ်ပြီးတော့မှထပ်ပြီးတော့မှပွားသုံးလို့ရတယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ Proxmox ထဲကို log in ဝင်ကြပါမယ်ကျွန်တော်တို့ VM template လုပ်မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးကတော့ကျွန်တော်တို့ဒီ duplicate SID တွေမဖြစ်အောင်လို့ sysprep tool ကိုအသုံးပြုပြီးတော့မှအရင်ဆုံးကျွန်တော်တို့ setup လုပ်ဖို့လိုတယ်ပေါ့နော် setup လုပ်ဖို့အတွက်ကျွန်တော်တို့ Windows Explorer ဖွင့်ပြီးတော့မှအဲဒီက C ထဲကိုတွားလိုက်ပေါ့နော်ပြီးရင်ဒီမှာ Windows ဆိုတဲ့ကောင်လေးရှိတယ်အဲကောင်လေးကိုဖွင့်ပြီးလို့ရှိရင်အဲဒီမှာ system 32ဆိုပြီးရှိတယ်ပေါ့နော် system 32ထဲမှာကျွန်တော်တို့ sysprep ဆိုပြီးတော့မှရှိတယ်ပေါ့နော်ဒီကောင်လေးပါကောင်းလေးဖွင့်ပြီး sysprep ကိုဖွင့်လိုက်ပါနော်ဒီကောင်လေးကျွန်တော် administrator နဲ့တော့ run နိုင်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော် system preparation to out ကsystem clean up action ဆိုတဲ့ညမှာ enter system out of box experience ဆိုတဲ့ကောင်လေးကို generalize ကိုအမှတ်ချက်ချပြီးရင်ဒီမှာ reboot စာကျွန်တော်တို့ shut down ကိုယူလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော် okay ကိုနှိပ်လိုက်မယ်Okay ဆိုလို့ရှိရင်ကျွန်တော်တို့ VM shutdown ကျသွားပြီပေါ့နော် VM shutdown ကျသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် Windows 10ဆိုတဲ့အကောင့်လေးကိုနှိပ်ပြီးတော့မှ convert to template ဆိုတဲ့အကောင့်လေးကိုနှိပ်လိုက်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ yes ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်သူ template ဖြစ်ဒီမှာ convert လုပ်နေပြီပေါ့နော်ကျွန်တော်တို့ခဏဆောင်လိုက်ပါမယ်ပါပေါ့နော်ကျွန်တော်မြင်ရတဲ့ VM109 convert to template okay ဆိုပြီးပြီးသွားပြီပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ဒါကို clone လုပ်ပြီးတော့မှသုံးလို့ရတယ်ပေါ့နော်ဒီချိန်မှာကျွန်တော်တို့ဒီ clone လုပ်ပဲနဲ့ VM ကို start လုပ်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ start လုပ်စရာ option ဘာမှမရှိဘူးပေါ့နော် clone လုပ်မယ်ဆိုရင် right click လုပ်ပြီးတော့မှကျွန်တော်ဒီမှာ clone ဆိုတဲ့ကောင်လေး share ပေါ့အဲကောင်နှိပ်လိုက် ID ကသူ့ဘာသူ auto assign လုပ်တယ်နာမည်ကတော့ကိုချေတာကိုပြီးလို့ရတယ်ကျွန်တော်ဒီမှာတော့ Windows 10 A လို့ပဲပြလိုက်မယ်နော်Windows 10 C လို့ပဲပေးလိုက်မယ်ပြီးတော့ဒီမှာ mood ဆိုတဲ့ညမှာကျွန်တော်တို့ full clone ဆိုတဲ့ခေါင်းလေးရွေးပေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဘာမှပြင်စရာမလိုဘူးကျွန်တော်တို့ clone ကိုနှိပ်လိုက်ရုံပဲပေါ့နော်ခွေဆိုလို့ရှိရင်ဒီမှာ clone စပြီးတော့သွားနေပြီပေါ့နော်ပြီးလို့ရှိရင်ဒီလိုမျိုး standard desktop ပုံစံလေးပေါ်လာလိမ့်မယ်ပေါ့နော်ခုလောဆယ်တော့ဒီမှာ monitor ပုံလေးနဲ့ကျွန်တော် lock icon လေးဖြစ်နေတယ်ပေါ့နော်ကျွန်တော်သုံးလို့မရသေးဘူးခဏလေးစောင့်ရမယ်Okay clone လုပ်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ VM ဘောက်ကို right click ထောက်ပြီးတော့ start လုပ်လိုက်လို့ရပြီပေါ့နော် console ဝင်မှုတဲ့ကျွန်တော် double click ခောက်လိုက်ရင်ရပါတယ်တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ United Kingdom ပေါ့နော်ဒါနောက်ပိုင်းကျွန်တော်တို့ပြန်ပြောင်းလို့ရတယ်ပြဿနာမရှိဘူးပေါ့နော်yes ပဲနေမယ်ဒါကျွန်တော် sam ပြဆိုတော့ကျွန်တော်ဒီတိုင်း default တိုင်းပဲသွားနေတာပေါ့ဒီလိုကိုကဒါတော့3ခုတက်လုပ်မယ်ဆိုရင်တော့ကိုရဲ့အတိုင်းကိုသုံးလို့ရတယ်ပေါ့နော်ပြီး next ကိုပဲသွားမယ်accept ကိုနှိပ်မယ် okay ဆိုတော့ကျွန်တော်တို့ personal use ပဲပေါ့နော်ပြီးရင်ကျွန်တော် next ကိုဆက်သွားမယ်ပြီးရင် offline account ပေါ့နော်ပြီးရင်ကျွန်တော် limited experience နာမည်စိုက်တာပေးလို့ရတယ်ကျွန်တော်က user လို့ပဲပေးလိုက်မယ်ပေါ့နော်ပြီးရင် next please type a different okay ပေးစားမရှိဘူးadd-on ပေါ့နော်ပြီးရင် next password မသုံးပေါ့နော်ပြီးရင်ကျွန်တော်ပြန်ဖြတ်ပါမယ်ဆိုပေးစားမရှိဘူးပေါ့နော်ဘယ်လိုကိုကသုံးမယ်ဆိုလို့ရှင်တော့ကိုနာမည်ကို passport နဲ့ထည့်ပြီးတော့သုံးပါနော်okay ဒါ browser import လုပ်မှာလားဆိုကျွန်တော် now next ကိုသွားမယ်ပြီးရင် no ပေါ့နော်မသုံးဘူးပြီးရင်လည်း no ပေါ့နော်ပြီးရင်လည်း require data ပဲပေါ့နော် set no okay no don't skip now
okay ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Windows တက်လာပြီပေါ့နော် Windows တက်လာပြီဆိုတော့ကျွန်တော်တို့ template ကအတိုင်းပဲကျွန်တော်တို့ဒီမှာ internet ဒီ driver တွေတစ်ခါလေးပါပြီးသားပေါ့နော်ဆိုတော့ဒီနည်းကိုသုံးပြီးတော့ကျွန်တော်တို့ဒီ VM တွေကိုထပ်ခါ install လုပ်ဆရာမလိုပဲねဒီတိုင်းကိုလိုဝင်လို့ cloud ပွားပြီးတော့မှသုံးသွားလို့ရပါတယ်